တကွီပရိသတ်တွေအတွက်ဒီနေ့မှာကျွန်တော်အကြိုက်ဆုံးနဲ့ဈေးအတန်ဆုံးရန်ကုန်မြို့ကထိုင်းစားတောက်ဆိုင်ကိုခေါ်သွားပါမယ်ဒီလိုမျိုး private candy လည်းရှိပါတယ်အပေါ်တက်လည်းရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီတစ်ခေါက်စားခဲ့တဲ့ menu တွေပါသူ့ဆိုင်ရာ menu ကဟင်းပွဲတွေအများများတဲ့အတွက်တပုံချင်းစီတော့ကျွန်တော်ရိုင်းမပြတော့ပါဘူးဒီဆိုင်မှာမိသားစုတွေထမင်းလာစားမယ်ဆိုရင်လည်းထမင်းနဲ့လိုက်ဖက်တဲ့ဟင်းပွဲတွေအများကြီးရှိပါတယ်တောင်းရင်စားရင်စကားပြောမယ်ဆိုရင်လည်းရမ်းကောင်းတဲ့အမည်တွေရှိရပေါ့နော်ကျွန်တော်ကတော့ဒီရောက်တိုင်းအမြဲတမ်းစားပြနေတဲ့ဟင်းပွဲတွေကိုပဲမှာခဲ့ပါတယ်ကျွန်တော်ကိုက်လန်ပလင်းကိုစားကြိုက်တာဒီဆိုင်ကြောင်းလို့ပြောလို့ရပါတယ်ကြော်ထားတာလက်လက်ဆက်ဆက်နဲ့တကယ်ကိုစားလို့ကောင်းပါတယ်ဒီဆိုင်ကိုရောက်ရင်ဝက်ကုတ်သားကင်ကိုတော့မှာပြအောင်မှာပါဒီဝက်ကုတ်သားကင်ရဲ့အသက်ကတော့နမ်ချင်းချောင်းလို့ခေါ်တဲ့ dipping sauce ကအသက်ပါပဲရန်ကုန်ကတချို့စားတောက်ဆိုင်တွေမှာဒီ sauce ကိုမပေးပါဘူးသူ့ရဲ့ဝက်ကုတ်သားကင်ကထိုင်းရဆိုင်တွေကိုမမီပေမဲ့ရန်ကုန်မှာတော့အကောင်းဆုံးနေရာတစ်ခုလို့ပြောလို့ရပါတယ်ယူရီးယားငပိတောင်လို့ခေါ်ပေမဲ့ငပိချက်လို့ပဲဆိုရမှာပါငါးနဲ့ပစုံကိုကြိုက်တာရွေးလို့ရပါတယ်တိုးစရာတွေကတော့စုံလင်လှပါတယ်ငပိချက်ကဒီနေ့ကတော့ကျဲပါတယ်အရင်ကတော့ပြစ်ပြစ်နှစ်နှစ်နဲ့အရန်အောင်စားလို့ကောင်းပါတယ်တခွားသီးကလည်းကျွတ်ဆက်ဆက်မဖြစ်နေပဲပျော့နေပါတယ်ငပိချက်ကထမင်းနဲ့စားရင်လည်းအရင်ပဲလိုက်ဖက်သလိုတိုးစရာတွေနဲ့ဒီတိုင်းစားရင်လည်းအရန်စားလို့ကောင်းပါတယ်ပစုံကြော်ရတာလေးကလည်းမှုေးပြီးတော့ကျွတ်မွနေပါတယ်ဝက်နံယိုနုကြော်ကတော့ကျွန်တော်ဒီမှာအကြိုက်ဆုံးဟင်းပွဲတွေကတခုပါပဲငတ်များရေလိုမျိုးနဲ့နှက်ထားတာအရန်ပဲမှုေးပြီးတော့ juicy ဖြစ်ပြီးတော့စားလို့အရန်ကောင်းပါတယ်တခုမကောင်းတာကနံယိုနှုရဲ့အယိုးလေးပါတဲ့အတွက်စားရတာထောက်နေနိုင်ပါတယ်ကျွန်တော်ကတော့အယိုးပါအကုန်ဝါစားပြစ်တာပဲကျောင်းမကြီးတုပ်ကတော့သူ့ဆိုင်ရဲ့ signature ပါကျောင်းမကြီးတုပ်ဆိုတော့ကျွန်တော်လည်းဆက်စားစားခြင်းတော့ဘာလဲဆိုပြီးတော့ဖြစ်ခဲ့ဦးပါတယ်ချက်ကိုမုန်းနဲ့အကျွတ်ကြော်ပြီးတော့ Thai sauce လောင်းထားတာပါကင်းမွန်ချက်သွန်ကြော်ကတော့ဒီတစ်ခေါက်မှမှာစားတာပါကင်းမွန်ရဲ့လက်ဆက်တဲ့တဘာဝအရာသာနဲ့ငရုတ်သီးနဲ့ချက်သွန်ပြူရဲ့မှုေးတဲ့အရာသာနဲ့ချိုချိုဆက်ဆက်လေးနဲ့မှုေးပြီးစားကောင်းပါတယ်ပစုံချိုချင်ရကြတော့ကျန်းရုပ်စီလို့ခေါ်တဲ့ Thai sweet chili sauce နဲ့ဆိုတော့ဘာမှတော့တိတ်မထူးကြပါဘူးဒီဆိုင်ကိုနောက်ထပ်ကြိုက်တဲ့တစ်ချက်ကကြတော့ဝိုင်းပလောက်များများဟင်းပွဲထွက်တာမြင်တာပါဒီဆိုင်ကတော့ Time Plus ပါ